Hello အခုကတော့ high quality brand ဖြစ်တဲ့ Lippy ဆိုင်ကယ်တွေကိုစတင်ယူဆောင်လာပေးတယ်ကျွန်တော်ရဲ့ဘေးမှာကတော့ကိုစိုးမင်းဦးဖြစ်ပါတယ်ကိုစိုးမင်းဦးကတော့ Lippy ဆိုင်ကယ်တွေကိုမြန်မာနိုင်ငံမှာ SKD စနစ်နဲ့မော်လမြိုင်မြို့မှာတက်ဆင်ထုတ်လုပ်နေတဲ့ MCM Group ရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်ကိုစိုးမင်းဦးရေမင်္ဂလာပါခင်ဗျာမင်္ဂလာပါဒါအခုဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာလိုအပ်နေတဲ့အည်အသွေးမြင့်တဲ့ Lippy ဆိုင်ကယ်တွေဒါအခုဆိုရင်ဒါမြန်မာနိုင်ငံကိုစတင်ယူဆောင်လာပြီအဲ့တော့ဒီ brand ကိုယူဆောင်လာဖြစ်တဲ့ဒီရွေချက်လေးကိုတစ်ချက်လောက်ကျွန်တော်မိုတိုနီကဆိုင်ချစ်သူမိတ်ဆွေကြီးအောင်ရှင်းပြပေးပါဦးခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီ brand ကိုယူလာဖြစ်တဲ့ရွေချက်ကတော့အဓိကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဈေးကွက်အရာအတိုင်းအတာတစ်ခုကောင်းတယ်ပေါ့နော်ဈေးကွက်ထဲမှာလိုအပ်နေတဲ့အတွက်အဲ့ဒါကိုကျွန်တော်တင့်တော်တဲ့ဈေးနှုန်းလေးတစ်ခုနဲ့စီးသမားတွေစီးနိုင်ဖို့အတွက်ကျွန်တော်ရည်ရွယ်ပြီးဒီ brand ကိုတေချာလေးလေ့လာခဲ့တာပေါ့နော်လေ့လာခဲ့ပြီးကျွန်တော်စိတ်ကြိုက်ဖြစ်မှာပဲစီးသမားတွေအတွက်တကယ်ကိုအထောက်အကူပေးနိုင်မယ်ဆိုတာကိုကျွန်တော်တွေ့ရှိခဲ့တဲ့ပုံမှာကျွန်တော်တို့ SKD စနစ်ပြထုတ်လို့စတင်နိုင်တာဖြစ်တယ်ဟုတ်ကဲ့ဒါအခုဒါ Lippy ကဒါ 3S အဆင့်နဲ့ဝန်ဆောင်မှုပေးမယ်လို့သိထားတယ်ဟုတ်ကဲ့အဲ့တော့ဘလိုမျိုးရက်တီချင်းနဲ့ခိုင်ခိုင်မာမာဈေးဝတ်တွေကိုဖြန့်ဖြူးရောင်းချပေးသွားမလဲချက်လောက်ပြပြပေးပါဦးကျွန်တော်တို့အခုဒီ Lippy brand ကြတော့နိုင်ငံခြားဘက်ကလည်းသူတို့ support ပေးမယ်လို့ကျွန်တော်တို့ agree တွေရှိပါတယ်ပိုပစ္စည်းတွေပေါ့နော် service ကိုလည်းသူတို့ဒီ training တွေကျွန်တော်နည်းပညာတွေကျွန်တော်တို့သူတို့ပူးပေါင်းပေးမယ်လို့ agree တွေရှိပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီ brand ကိုရေုံကြည်နဲ့ဒီဈေးကွက်တွေကိုဖြန့်ချီဖို့ဆုံးဖြတ်ချက်ချပြီးအခုဆောင်ရွက်ခြင်းဖြစ်တယ်နောက်တစ်ခုကတော့ဒီမန္တလေးတိုင်းဒေသကြီးကျွန်တော်တို့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးဒီမွန်ပြည်နယ်မှာပေါ့ကျွန်တော်တို့ region office တွေဒီ service အပိုပစ္စည်းမဆောင်ပေးဖို့အတွက်ကိုကျွန်တော်တို့ပြင်လင်းသွားမှာဖြစ်တယ်โอเคဟုတ်ဒါအရန်ကောင်းတယ်ပေါ့နော်အခုဒီ Lippy ဆိုင်ကယ်တွေကဒါနိုင်ငံပေါင်း30ကျော် global bid ဒီမှာရောဖြန့်ဖြူးရောင်းချနေရလို့သိထားရတယ်ပေါ့နော်ဒါအမှန်တကယ်ဟုတ်လားတစ်ချက်လောက်ရှင်းပြပေးပါဦးမှန်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ဒါလေးကိုလေ့လာခဲ့ပါတယ်ကျွန်တော်တို့ဒီ website မှာကြည့်ရင်လည်းတွေ့ရှိနိုင်ပါတယ်မီလီယံ show တွေဖြစ်လို့ရှိရင်လည်းကျွန်တော်တို့ပြီးခဲ့တဲ့တလဝင်နေလောက်ဆိုမလေးရှားမှာဖြစ်ခဲ့တယ်အဲ့တော့အဲ့မှာလည်းသူတို့ပါဝင်ရှင်ပြိုင်ခဲ့တာဖြစ်တယ်နောက်တခြားတော့အာဆီယံနိုင်ငံတွေနောက်နိုင်ငံကြီးတွေမှာလည်းသူတို့ပါဝင်ခဲ့တာတွေကျွန်တော်တို့သိရှိရပါတယ်โอเคအရန်ကောင်းတယ်ပေါ့နော်โอเคဒါဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်မိုတိုနီကဆိုင်ရဲ့ချစ်သူမိတ်ဆွေတွေမှာဒါဆိုင်ရဲ့စီးတဲ့ audience ဆိုင်ရဲ့စီးတဲ့သူတွေအများကြီးပဲပေါ့နော်အဲဆိုတော့ဒီ Lippy ရဲ့ယူဆောင်လာပေးတဲ့သူပြောင်းနေတဲ့ဆိုင်ရဲ့စီးတဲ့သူတွေအတွက်အမှတ်တရစကားလက်ဆောင်လေးပြောပြပါအောင်ခင်ဗျာကျွန်တော်တို့ဒီ Lippy brand ကိုကြောင်းမိတ်ဆက်ခဲ့တဲ့ model လေးမျိုးလုံးကိုရေုံကြည့်သုံးဆွဲလို့ရပါတယ်ဈေးနှုန်းတွေလည်းကျွန်တော်တို့မကြခင်မှာတင့်တော်တဲ့ဈေးနှုန်းတွေဖွင့်လှစ်သွားပေးဖို့ရှိပါတယ်ကျွန်တော်တို့ကတော့အဓိကကျွန်တော်တို့အတွက်ပဲမဟုတ်ဘူးကျွန်တော်တို့ပါဝင်ကိုယ်စားလှယ်တော့စီးသမားတွေစီးနိုင်ဖို့အတွက်တင့်တော်တဲ့ဈေးနှုန်းစီးနိုင်ဖို့အတွက်ကျွန်တော်တို့ရည်ရွယ်ချက်အပြည့်ထားရှိထားပါတယ်ဟုတ်ကဲ့ခုလိုမျိုး interview ဖြေဆိုပေးတဲ့ကိုစိုးမင်းဦးကိုရောဒါကျွန်တော်ကြောင်ရောကျွန်တော်မိုတိုနီကတိတ်တက်တွေရောအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကိုကြောင်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်